ရွာအတွက်အဆင်ပြေစေဖို့ဆိုပြီးကိုယ့်အသက်ကိုရင်းကတရားဆောက်ဖို့တူးဖော်ဆက်ကိုတန်ကြိုးတွေနဲ့မောင်းနှင်ခဲ့တယ်ဒါပေမဲ့တရားပြီးသွားတဲ့အခါရွာသားတွေကငါ့ကိုဝိုင်းတိုင်ကြတယ်အရာရှိသူတရားမဝင်တရားဆောက်ထားတဲ့ခွင့်ပြုချက်မရှိပဲဖြတ်တန်းကားတွေကောက်ခံနေတယ်သူ့ကိုဖမ်းပါလင်းရွယ်တယောက်ယောက်ကနာမည်ရင်းနဲ့တိုင်ကြားထားတဲ့စုံစမ်းစစ်ဆေးမှုကိုပူးပေါင်းဆောင်ရွက်ပေးပါဦးချန်ကျွန်တော်ဒီတရားအတွက်ကိုယ့်ပတ်စံ2သိန်းကျော်အကုန်ခံပြီးဆောက်ထားတာပြေစာတွေလည်းရှိတယ်ပုဂ္ဂလိကပိုင်ဆိုတာအတီးပြထားပြီးသားပါဘလောက်ကြာတိုးကောက်ခဲ့လဲ2လလောက်မပြည့်ဘူးစုစုပေါင်း1000ကျော်ပဲရှိသေးတယ်ဘသူကဘယ်နေ့ဘလောက်ပေးခဲ့လဲဆိုတာအကုန်မတန်းတင်ထားတယ်1000ပဲလားဘသူယုံမလဲစည်ရင်းတွေလိန်ထားတာပဲကျွန်တော်2သိန်းကုန်ပြီး1000ပဲပြန်ရထားတာဘာကိုခွဲဝေဖို့လိုသေးလို့လဲကျွန်တော်ဆုံးရှုံးထားတဲ့3သိန်း9တောင်းကိုလိုချင်တာလားဘသူကကိုယ့်ဘာသာဆောက်ခိုင်းလို့လဲကျွန်တော်တို့ဘယ်တော့မှတောင်းမစားဘူးဘာပြောလိုက်တယ်တခါတော့ပြန်ပြောကြည့်စမ်းသူ့စကားကိုနားမထောင်နဲ့ဘသူမဆိုစည်ရင်းကိုလိန်လို့ရတဲ့ဟုတ်တယ်တခုခုတော့လိုဝက်ချက်ရှိမှာပဲတိုးတရားဖြတ်တန်းကကိုခွဲဝေပေးဒါမှမဟုတ်တရားကိုဖြိုချလိုက်အားလုံးတည်ငြိမ်ကြပါလင်းရွယ်စုံစမ်းစစ်ဆေးမှုကိုပူးပေါင်းပြီးတရားကိုခဏပိတ်ထားပေးပါမင်းတို့မှာအသိစိတ်ရောရှိရလားကျွန်တော်မိသားစုကတရားဆောက်ပြီးကလေးတွေရဲ့ကြောင်းလာခတွေထိထည့်ထားရတာတရားကိုသုံးလုံးကဘာလို့ဒီလိုမပြောခဲ့တာလဲဘသူကပတ်စံပေးခိုင်းလို့လဲမင်းပါသားမင်းလောက်တာလေဥချန်ဦးမြေဒီတရားကနေနေတိုင်းကြောင်းသွားတာလေအဲ့ဒီတုန်းကကျွန်တော်မိသားစုကိုဘယ်လိုတောင်းပန်ခဲ့လဲဆိုတာမေ့သွားပြီလားတော်ပြီဒီနေ့တော့ဒီလောက်ပဲတရားကိုခဏပိတ်ထားမယ်စုံစမ်းစစ်ဆေးမှုရလက်ကိုစောင့်ပါကောင်းလေးမင်းငါတို့ကိုတကယ်ပဲရန်တွေ့ချင်နေတာလားခွဲဝေမလားဖြိုချမလားမင်းရွေးရေမောတန်ဒါဆိုသူတို့ပြောတဲ့အတိုင်းပဲလုပ်ကြတာပေါ့ကုန်ကြစည်ကိုခွဲဝေကြမယ် boss 1ဟုတ်တယ်ငါလင်းရောင်ပါ boss 1ကိုဘာလို့ဖုန်းခေါ်နေတာလဲငါဒီတရားကအရေးသွေးမြင့်တံမဏိတွေကိုရောင်းချင်လို့တက်နိုင်သမျှမြင့်အမိုက်ဖြစ်စွန့်ပစ်လိုက်ပါငါမင်းကိုထောက်ခံတဲ့လူတွေရဲ့စိတ်ဓာတ်တွေပျက်စီးလာရင်ဘလောက်ကောင်းတဲ့လမ်းဖြစ်အရေးမကြီးတော့ဘူးကျေးဇူးတင်ပါတယ်ရွမ်ဒီတရားကတကယ်စီးမျောနေတာပဲနောက်ဆုံးတစ်ခါထပ်ခံစားလိုက်ဦးမကြခင်မှာပျောက်ကွယ်သွားတော့မှလင်းရွမ်ရဲတွေပြန်သွားပြီးဒါပြီးသွားပြီလို့ထင်နေလားဒီနေ့တိုးကံတရားဖြတ်တန်းကကိစ္စကိုဖြေရှင်းကြမယ်အားလုံးကဒီတရားကိုတုံးနေတာမင်းတယောက်တည်း2သိန်းကိုတိတ်မသွားရဘူးကျွန်တော်ပတ်စံပေးဆောက်ထားတာတိုးက1000တောင်မပြည့်ဘူးဝေစုလို့ချင်းကျွန်တော်ကိုအရင်ဆုံး3သိန်း9တောင်းပြန်ပေးရမယ်ဘသူကကိုဘာသာဆောက်ခိုင်းလို့လဲကျွန်တော်တို့ဘယ်တော့မှတောင်းမစားဘူးယူလာဆန်းမင်းပြီးခဲ့တဲ့လကတရားကို48ခါဖြတ်ခဲ့တယ်တခါမှမလုပ်ဘူးဝင်လာတဲ့ကားတိုင်းကရွာပြင်ကကားတွေရွာပြင်ကကားဆိုရင်$10ရွာသားတွေကိုတော့တရားမှမယူခဲ့ဘူးဒါပေမဲ့မင်းရွာပြင်ကလူတွေစီကပတ်စံယူခဲ့တာပဲဒါမှမဟုတ်ရင်ဘယ်လိုထိန်းသိမ်းရမလဲတရားတိုင်တွေကိုအားဖြည့်ဖို့ပတ်စံမလိုဘူးလားတရားကိုပြုပြင်ဖို့ကုန်ကြစည်မရှိဘူးလားသူစကားကိုနားမထောင်တဲ့သူပတ်စံတွေကိုတနေရာမှာဖွက်ထားမှာပဲအဲ့ဒီတိုင်းပဲတခုခုလှုပ်ဝက်ချက်ရှိတယ်မင်းမသားမင်းစရင်ကိုကင်ထားတာမင်းပြောတဲ့နံပါတ်ကပဲမှန်မှာပေါ့ဦးချန်ဒီမတန်းစာအုပ်ထဲကငွေပေးချေမှုတိုင်းမှာပေးဆောင်သူရဲ့လက်မှတ်နဲ့လက်ပွေရရှိတယ်လက်မှတ်တွေကလည်းလိမ့်လို့ရတာပဲရွာတစ်ခုလုံးဒုက္ခကိုခွဲမယူရင်ဒီတရားကိုပိတ်ထားဖို့တောင်မတွေးနဲ့ဒီမတန်းကငွေထက်ပိုရေးကြည့်တယ်မက်လာ12ရက်ဦးသမီးလောင်ကျွေးမတကောင်ရံမှာဆေးရုံသွားရတယ်ဦးကျွန်တော်တခါကိုဒူးထောက်ပြီးလင်းရွံကျွန်တော်ကိုကူညီပါလို့ပြောခဲ့တယ်အေပီလာ9ရက်ဦးလိုမီသားစုရဲ့မျောစာတင်ကတရားနာမှာပိတ်မိနေတော့ကလင်းရွံကူညီပေးပါလို့ပြောခဲ့တယ်မေလာ20ရက်ဒေါ်ဆောင်ရဲ့ကလေးစာမွေးပွဲအတွက်တရားမဖြတ်ရင်နောက်ကြတော့မှတော်ပြီးစကားတွေရက်လိုက်တော့လင်းရွံမင်းငါတို့ကိုလုပ်ပေးခဲ့တာငါမှတ်မိတယ်ဒါပေမဲ့ဦးချန်ပြောတာကဒုက္ခကိုခွဲဝေရင်တအိမ်အောင်ချင်းစီကိုနှစ်ကုန်ရင်တော်တော်များများရမယ်တဲ့ဦးရဲ့အသိစိတ်ကဒီလောက်ပဲတန်ဖိုးရှိတာလားအားလုံးနားထောင်ဒီနေ့သူသဘောမတူရင်ငါတို့ပြန်မှာမဟုတ်ဘူးမင်းတို့လူတွေဘာလုပ်ချင်နေတာလဲခွဲဝေလိုက်ဒါဆိုငါတို့ဆက်ပြီးအိမ်ကြီးချင်းကောင်းတွေဖြစ်နိုင်တယ်ငါ့ကိုဖိအားပေးရင်ပတ်စံရမယ်လို့ထင်နေလားလင်းရွံငါမင်းကိုယိုသေးခဲ့တာမှန်တယ်မလားယုံကြည်လိုက်ပါမင်းကိုတရားမဝင်တရားဆောင်မှုနဲ့ဒုက္ခကောက်မှုအတွက်ထပ်ပြီးတိုင်ကြမယ်တခုခုကမင်းကိုပျက်စီးစေလိမ့်မယ်သူတို့ထွက်သွားပြီးသူတို့2နာရီလောက်စကားပြောခဲ့ကြတယ်ခဏပြောနေတာကငွေကြောင်ပဲသူတို့ကပတ်စံပဲတောင်းနေတာမဟုတ်ဘူးအကုန်လုံးကိုအောက်ကိုချပြီးလောင်းကစားနေတာမနဲ့ထင်မနဲ့တရားပြုတ်မဲ့အဖွဲ့ရောက်လာမယ်ငါမင်းနဲ့အတူရင်ဆိုင်မဲ့2သိန်းကိုကျွန်တော်ကိုယ်တိုင်အကုန်ခံခဲ့တာအမိုက်တွေကိုလည်းကျွန်တော်ကိုယ်တိုင်ရောက်မယ်ဒီတခါတော့လမ်းတွေကကောင်းကင်ကနေကြက်မလာဘူးဆိုတာသူတို့ကိုမှတ်မိသွားအောင်လုပ်မယ်ဖေဖေလင်းရွယ်နောက်ဆုတ်သွားမယ်လို့ထင်လားသူနောက်ဆုတ်ရလိမ့်မယ်သူကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေရွာတစ်ခုလုံးကငါဘက်မှာရှိတယ်မင်းတို့လူတွေမှာအသိစိတ်မရှိဘူးလားကျွန်တော်မိသားစုကတရားဆောင်ပြီးကလေးတွေရဲ့ကြောင်းလာခတွေထိထည့်ထားရတာကိုဘာသာကြည့်ကြပါဗန်စာအုပ်မှာဘယ်လောက်ကျန်လဲဆိုတာ600ပဲကျန်တော့တယ်ဥချန်ဦးမီဒီတရားကနေနေတိုင်းကြောင်းသွားတာလေးမေ့သွားပြီလားလွန်ခဲ့တဲ့6လကလင်းရွံကိုပြောခဲ့တယ်လေဒီတရားဆောက်တာကုတိုရတယ်လို့ဦးဘာပြောနေမှမသိဘူးဖေဖေသူ့မိသားစုမှာပတ်စံတကယ်မရှိတဲ့ပုံပဲပတ်စံပိတ်ထားပတ်စံတွေတနေရာမှာရှိရမယ်အဲ့ဒီကောင်ကလေလုံးနဲ့ဘယ်မှာဖွက်ထားလဲဘယ်သူသိမလဲလင်းရွံရဲ့ဇနီးကျမမျှတာပါမယ်ဒီတရားကအားလုံးကိုတကယ်ကူညီပေးခဲ့တာဒါပေမဲ့မင်းကိုဘာသာဒုက္ခကောက်တော့လူတွေကပတ်စံအပေါ်မှာမကျေနပ်ဘူးဖြစ်နေတာဒေါ်ချန်ပြီးခဲ့တဲ့လကဒေါ်သမီးလောင်ချွေးမမိဘွားရခက်ခဲ့တယ်မနေ့3နာရီမှကျွန်တော်တို့ကိုတရားကိုတရဆိုင်ကဲနဲ့ပို့ပေးခဲ့တယ်တရားမှတောင်းခဲ့လားပြောစမ်းပါကျွန်တော်တောင်းခဲ့လားအိမ်ပြန်ကြရအောင်ဒါကအရှက်ရစရာကြီးသူ့ကိုစင်းရဲတဲ့သူလို့တရုပ်ဆောင်ပြီးလှည့်စားခွင့်မပေးနဲ့အားလုံးတည်ငြိမ်ကြပါသူ့ကိုဖြည်းဖြည်းချင်းထိုင်ခိုင်းလိုက်အစကနေအဆုံးထိဘာဖြစ်ခဲ့လဲဆိုတာပြန်ပြောကြမယ်အားလုံးပဲတီးခံပြီးစောင့်ပေးပါအခြေအနေအားလုံးကိုရှင်းလင်းပြီးမှနောက်တစ်ဆင့်ဘာလုပ်မလဲဆိုတာဆုံးဖြတ်မယ်ဟုတ်ပြီလားကျွန်တော်ပူပေါင်းပါမယ်အားလုံးအိမ်ပြန်ကြပါသူတို့အိမ်တကားကိုပိတ်မထားနဲ့တရားပိတ်ရင်ဘယ်လောက်ထိလမ်းပတ်ရမလဲတရားကိုဖြိုချဖို့အော်ခဲ့တာမင်းလေသူကအကျဉ်းဆုံးအော်ခဲ့တာကျွန်တော်ပြောတာကဖြိုချလိုက်လို့ပဲတကယ်လောက်ခိုင်းတာမဟုတ်ဘူးအေးတနေ့တာလုံးပြင်ပလိုက်တာတတိုင်းမှတော့မစားရသေးဘူးမနေ့ပြန်တရားဖြိုမဲ့အဖွဲရောက်လာမယ် boss 1 စီရောင်းလိုက်ပြီးအမိုက်ဖြစ်8000ကျော်နဲ့ရောင်းလိုက်တာလားကောင်းပြီရောင်းလိုက်တော့အနည်းဆုံးတော့သူတို့ဒီပုံမှာသွားရည်မကြတော့ဘူး2သိန်းကုန်ပြီး8000ပဲပြန်ရခဲ့တယ်ဒါပေမဲ့ဒီတစ်ခါတော့လောဘက8000ထက်အများကြီးပို့ပေးရတယ်ဆိုတာသူတို့ကိုမှတ်မိသွားအောင်လုပ်မယ်တကယ်ပိတ်သွားပြီးဖေဖေချောင်းတကယ်ဆုံးရှုံးသွားပြီးမနေ့ပြန်မျိုးလေးကိုဘယ်လိုသွားရမလဲကျွန်တော်ခိုင်းတဲ့တွေ့ဖို့မင်းပါကိုကြောက်နေတာလေလင်းရွာအရှုံးပေးမဲ့ရက်မဝေးတော့ဘူးစောင့်နေခုနကပြောလိုက်တာတကယ်လားအဲ့ဒီတံမဏိတွေကငါတို့စုဆောင်းထားတဲ့တစ်ဆက်နှစ်စာပတ်စံတွေနဲ့ဝယ်ထားတာကလေးเจ้าလခကိုဦးတို့မိဘတွေစီကအရင်ချိလိုက်မယ်နောက်မှပြန်ပေးမယ်เจ้าလခအကြောင်းပြောနေတာမဟုတ်ဘူးတရားကိုတကယ်ပဲဖြိုချမှာလားအမိုက်ဖြစ်ရောင်းပြီးမှမဖြိုချရင်ဘာလို့ဖို့ထားရမလဲဦးချန်လူတွေခေါ်ပြီးပတ်စံခွဲယူဖို့စောင့်ရမှာလားဒါပေမဲ့တီးခံလိုက်ရင်သူတို့ငါတကားကိုကန်တဲ့စရင်ကိုလူတယ်ငါချန်ကိုပိတ်တယ်အခုမင်းကတီးခံခိုင်းနေတာလားကျမကြောက်တယ်မင်းတော်သားနဲ့နောင်တရမဲ့အရာတွေလုံးမှာကိုကြောက်တယ်ကျွန်တော်နောင်တရတာကတရားဆောက်ရင်လူတွေရဲ့စိတ်ဓာတ်ကိုပြုပြင်နိုင်မယ်လို့ထင်ခဲ့မိတာပဲဒါဆိုဖြိုချလိုက်ပါကျမထောက်ခံတယ်တစ်ဆက်နှစ်စာစုဆောင်းထားတဲ့ပတ်စံတွေကိုခွေးကျွေးလိုက်တယ်လို့ပဲသဘောထားလိုက်မယ်ဒါပေမဲ့နောက်တစ်ခါငါတို့မိသားစုကိုအခွင့်အရေးယူဖို့စူးစမ်းရင်ငါ့ကိုအရင်ဆုံးမေးရမယ်တကယ်ချင်းအဲ့ဒီတံမဏိတွေရဲ့စာရွက်စာတမ်းတွေကိုငါစစ်ကြည့်ပြီးအမိုက်ဈေးက8000ကနေ9000လောက်ပဲရှိမယ်ဒါပေမဲ့မင်း
တရားပေါ်ကတန်းတန်းတွေကကောင်းတဲ့ပစ္စည်းတွေအမှန်တိုင်းပြောရရင်2သိန်းကျော်နဲ့ပြန်ရောင်းလို့ရတယ်ဒီလိုလုပ်3သိန်း3000နဲ့ဈေးတင်ပေးမယ်3ရက်အတွင်းအပြီးရှင်းပေးမယ်စဉ်းစားကြည့်ပါမလို့ပါဘူးအဲ့ဒီဈေးကအဆင်ပြေပါတယ်ဒါပေမဲ့တခုတော့ရှိတယ်ပြောလေမနှက်ဖြန်အယုံတက်ချိန်မှာအလုပ်စမယ်မြင်မြင်လို့ချင်တဲ့ကောင်းပြီမနှက်ဖြန်မနှက်6နာရီရွာသားတွေမနှက်ဖြန်ညင်းရင်လန့်သွားလိမ့်မယ်သူတို့လန့်ပါစေဥချန်တေချာပေါက်ရောက်လာမှာပါသူမလာမှာကြောက်တယ်လူတွေရဲ့စိတ်ဓာတ်တွေပြက်စီးလာရင်ဘလောက်ကောင်းတဲ့လမ်းဖြစ်အရေးမကြီးတော့ဘူးဆရာပြောတာကနောက်ဆန္ဒမှာကြောင်းလက်ခကိုနောက်ကြလို့မရဘူးတဲ့နောက်ပိုင်းမှာအေးချမ်းစွာနေထိုင်ပါမင်းဆန္ဒရှိသမျှတွေကဖြည်းဖြည်းချင်းအမှန်ဖြစ်လာလိမ့်မယ်ဘော့စ်ဒီနေ့စောလာချီလာစောစောလာခဲ့တာဒီတရားကတကယ်အဆင်ပြေတယ်မြို့ပတ်သွားရတာထက်တနာရီဝက်လောက်သက်တာတဲ့လင်ရွံဈေးကိုသွားတော့မယ်ဒေတာခံတွေကဘာလို့မပေးရတာလဲကျွန်တော်တို့ကြတော့$10ပေးရပြီးတော့ကျွန်တော်ဒီတရားကိုစောက်ဖို့ပတ်စံပေးထားတာကျွန်တော်ရွာကလူတွေကိုပတ်စံမကောက်ဘူးမင်းကတော့ရင်းဆွဲတက်တာပဲရေမောတန်ရွံမနေကဖြစ်ခဲ့တာကြားတယ်ဥချန်ကတော့လုံးလုံးနဲ့ငါသူတို့နဲ့မပါဘူးဆိုတာပြောချင်တာပါတရားရှိသေးလားဆိုတာလာကြည့်တာ20မိနစ်လို့တော့တယ်မင်္ဂလာပါရွံဝယ်လိုက်ပြီးမနေကမှဆိုင်ကဲခဲ့ရတာဒီတရားကိုဖြတ်ပြီးနေတိုင်းအလုပ်သွားတော့မယ်ကျေးဇူးပါရွံဒီတရားကတကယ်စီးမျောနေတာပဲနောက်ဆုံးတစ်ခါထပ်ခန်းစားလိုက်ဦးမကြခင်မှာပျောက်ကွယ်သွားတော့မှာအကိုဒီဟင်းရွက်တင်လာတဲ့ကားက9နာရီဆိုမျိုးရောက်မှဖြစ်မယ်မဟုတ်ရင်ဆိုင်ဖွင့်ဖို့နောက်ကျလိုက်မယ်သွားပါဖြတ်လိုက်ပါရေမောတန်လင်းရွံအဲ့ဒီလောက်မတင်းပါနဲ့လူတွေကမင်းကိုတန်ဖိုးထားလို့ဒီတရားကိုတုံးကြတာပါကြည့်ပါဦးနောက်ဆုံးတုတ်ကိုဖြစ်နေတဲ့သူကြံသေးတယ်သူတို့မသိသေးဘူးမကြခင်မှာပဲ show stop နဲ့အပြည့်ဆုံးကြည့်ဖို့အောက်ကအသေးစိတ်ကိုနှိပ်ပါရုပ်ရှင် recap တွေအတွက် follow လုပ်ထားပါ